စာမဝဲဖြီဆိုတယ်ဆိုတာမင်းတို့ရဲ့လိုအပ်ချက်တွေကိုသိအောင်လို့စာမဝဲတွေဖြီဆိုပေးရတာကျင်းပပေးရတာမင်းတို့ဘယ်ခန်းနေဘယ်ဘာသာတွေဘယ်ခန်းနေမှာမင်းတို့လူသေးတယ်အာဏာချက်တွေကိုကိုယ်တိုင်လဲမင်းတို့ကိုယ်တိုင်လဲသိမယ်မင်းတို့သင်ပေးတဲ့အချာချာမတွေသိမယ်ဘုန်းကြီးကလည်းသိမယ်အဲ့ဒီကကြမှာမင်းတို့ရဲ့လိုအပ်ချက်တွေကိုတူးချင်းတယောက်ချင်းစီကိုလိုက်ပြီးတော့မှလုပ်ပေးနိုင်မှာအခုစာမဝဲကြီးဖြည့်ဆိုဖို့ရန်အတွက်တလအစိမ်းကြီးစာမဝဲဖြည့်ဖို့အတွက်တလလိုသေးတယ်အဲ့တလအချိန်မှာဘာတွေလုပ်ပေးရမလဲဂုံတူးသမားတွေကိုဂုံတူးထွက်အောင်ဘယ်လိုလုပ်ပေးရမလဲအောင်ဖို့လိုသေးတဲ့ပုံကိုယ်တွေကိုအောင်မှတ်တွေရအောင်ဘယ်လိုလုပ်ပေးရမလဲအဲ့ဒီလိုသိဖို့အတွက်စာမဝဲဖြည့်တာလေ့ကျင့်ခန်းစာမဝဲတွေပြုလုပ်ပေးတာအဲ့တော့မင်းတို့ကနေပြီးတော့မှစာတွေခိုးချနေမယ်တယောက်နဲ့တယောက်မေးပြီးတဲ့အခါကျတော့အဖြေအမှန်ကြီးမရတော့ဘူးဒါကြောင့်မခိုးနဲ့တယောက်နဲ့တယောက်မမေးနဲ့တယောက်ကမေးနိုင်တယ်တယောက်ကမဖြေနဲ့ဒီချိန်မှာအဲ့ဒီလိုမေးတာဖြေတာတွေလုပ်ရင်ကိုညီရလည်းမရောက်ဘူးအေးမင်းတို့တက္ကသိုလ်ဝန်ထမ်းစာမွေးစနတန်းစာမွေးပြီးနောက်ဆုံးအစိမ်းဖြေတဲ့အခါကျတော့မေးလို့အခွင့်အရေးရရင်မေးတာမေးအခွင့်အရေးရရင်ပြောတာပြောတယောက်နဲ့တယောက်ကူညီရိုင်းမင်းအဲ့ဒါကကိုမှန်တကယ်ကူညီရာရောက်တယ်ဒီအခုပြောနေလို့ကတော့အခုကူညီတာဒါအကူညာမဟုတ်တယောက်နဲ့ထိုးချတာဘုန်းကြီးတို့ကမင်းတို့ရဲ့လိုအပ်ချက်ကိုလုပ်ပေးမှဖြစ်တဲ့အတွက်ကြောင့်မင်းတို့ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးမှဖြစ်တဲ့အတွက်ကြောင့်မင်းတို့ကအမှန်ဖြစ်ဖို့လိုတယ်မင်းတို့ရဲ့အုံနောက်ထဲမှာထွက်လာတဲ့စာတွေကအမှန်ဖြစ်ဖို့လိုတယ်အမှားဖြစ်နေရင်အဲ့အမိုက်တိုင်းဘုန်းကြီးတို့ကလိုက်လုပ်ပြီးမင်းတို့ပဲနစ်နာမှာအဲ့တော့ဒီချိန်မှာကိုလည်းမလိန်နဲ့ဆရာဆရာမတွေကိုလည်းမလိန်နဲ့ဘုန်းကြီးကိုလည်းမလိန်နဲ့မိဘတွေကိုလည်းမလိန်နဲ့ကိုအမှန်တိုင်းပဲကိုစိတ်ထဲမှာရှိတဲ့အတိုင်းကိုနှုတ်အုံနောက်ထဲမှာရှိတဲ့အတိုင်းသာဖြေဆိုပါ